အားလုံးပဲမင်္ဂလာပါ EC 2D YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကကျွန်တော်တို့ဂျာသပရီညနေပေါ့နော်ကျွန်တော်မနေ့တည်းကတော့ဗီဒီယိုတင်မလို့ပဲဆိုတော့ဂျာသပရီနေ့ဗုဒ္ဓဦးနေ့ပြီးတဲ့ဂျာသပရီနေ့မှာနည်းနည်းမျှော်နေကြမယ်လို့ထင်နေပေါ့နော်ဆိုတော့ group ထဲမှာလည်းမိတဲ့လူတွေမေးနေတဲ့ခါကျတော့ကျွန်တော်ဒီ channel တောက်ကြနေတရက်စာတော့ပဲပေါ့နော်အစ်စ်တွေတော့မရှာတော့ပါဘူးကျွန်တော်ရှိပြီးသားပေါ့နော်ကျွန်တော်ထုတ်ထားတဲ့ဇာတ်လေးနှစ်ခုတွေထုံးတဲ့နိုင်ပေါ့တောက်ကြနေဆိုတော့အဲ့ဇာတ်လေးတော့ထုတ်ပြမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုပြခြင်းနေပြီးတော့ဒီရက်ထဲဗီဒီယိုမတင်ဘူးဆိုတာလေကျွန်တော်အိမ်ပြောင်းဖို့လုပ်နေရတဲ့ကိစ္စတွေရှိလို့ပေါ့နော်ဆိုတော့အိမ်ပြောင်းဖို့ဆိုတာလေတခြားလူတဲ့ကိစ္စတွေလိုပဲစီစဉ်ရတာပေါ့နော်ဆိုတော့ကျွန်တော်မိတ်ဆွေအနေနဲ့လေကျွန်တော်ပြောပါတယ်စမွန်တူတီစီကတ်တွေအားပေးပါကျွန်တော်ဇာတ်တွေ free ကျွန်တော်ပေးပါမယ်ပေါ့နော်အဲ့ဆိုအဲ့လိုအားပေးကြတဲ့လူတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ကျွန်တော်အခုလူအထောက်အကူအများကြီးဖြစ်ပါတယ်ဆိုတော့နောက်တစ်ပတ်စာအတွက်လေးကျွန်တော်လူကတ်တွေထုတ်မယ်ဆိုတော့တောင်းတဲ့တိုင်းပဲစမွန်တူတီစီကတ်တွေကိုအားပေးရင်ကျွန်တော်စီကဒီဇာတ်လေးနှစ်ခု free ရမယ်ပေါ့နော်ပြီးရင်နောက်ထပ်ပတ်ကတော့ကျွန်တော်ပိတ်ရက်2ရက်ရှိရဆိုနေတော့ချင်းချင်းပြီးဆော့ပေါ့ဗျာနော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ပြောရင်ကျွန်တော်ရဲ့ဒီတပတ်စာဇာတ်ပေါ့နော်ဒီတပတ်စာဇာတ်မှာအခုကျွန်တော်ဒီနေ့ဒီပြီးသွားတဲ့အချိန်မှာထပ်သွားတယ်ဗောနော်ကနန်းဒီကဒီမှာကျွန်တော်တို့နော်ကနန်းဒီအများကြီးဆိုတော့ကျွန်တော်တို့ဒီမှာပါရှိလေလီလုံးခွေ10ခုရှိတယ်ဗောနော်လီလုံးခွေ10ခုလုံးကထပ်သွားခဲ့ပြီဗောနော်လီလုံးခွေ10ခုလုံးထပ်သွားခဲ့ပြီဆိုတဲ့နောက်မှာအဓိကတော့ကျွန်တော်တို့ဒီလီလုံးခွေဒီဟာဒီအများကြီးဗောနော်အဲ့လိုအကုန်ထွက်သွားခြင်းအကြောင်းရင်းကတော့ကျွန်တော်တို့9လေးဗောနော်ဆိုတော့အဲ့9လေးကဒီမှာဆိုလို့ရှိရင်4 5ပါတယ်ဒီမှာ4 5ဒီမှာ4 5ဒီမှာ4 5ပေါ့နော်ဒီမှာဆိုလို့ရှိရင်4 5ပေါ့နော်အဲ့လိုဟာတွေပါတယ်ပြီးရင်ဒီမှာ8 8တို့3 5တို့ပေါ့နော်ဒီမှာဆိုလို့ရှိရင်4 5တော်တော်များများမှာအဲ့4 5ကပါနေတဲ့ခါကျတော့အဲ့4 5နဲ့တင်ပဲတော်တော်များများပြီးသွားတော့ပေါ့နော် break အတွဲဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ break အတွဲကတွဲပဲကျန်တော့တယ်ပေါ့နော်ဆိုတော့အဲ့ break အတွဲဒီကတော့အများသောဖြင့်ထွက်တတ်ပါတယ်ပေါ့နော်အများသောဖြင့်ထွက်တတ်တဲ့ခါကျတော့အဲ့ break အတွဲလေးလည်းကျွန်တော်ပြောမယ်နော်ကျန်တဲ့ break အတွဲကကျွန်တော်တို့3အတွဲကျန်နေပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ထူးထူးခြားခြားပတ်သီးထဲမှာတော့မနှက်ဖြန်အတွက်ကျွန်တော်တို့ဒီမှာနှလုံးကျန်သေးတယ်ပေါ့နော်နှလုံးဆိုဒီ2နဲ့9နဲ့နှလုံးကျန်သေးတယ်ပေါ့နော်ဆိုတော့ပတ်သီးတွေကများသောအဖြစ်ဟူးမှုကြော်တော့ထွက်တတ်တယ်ဆိုပေမဲ့လေသူကတပတ်စာတွေပေါ့နော်ဆိုတော့ဒီမှာမနှက်ဖြန်မှာ2နဲ့9နဲ့နှလုံးကျန်နေပေါ့နော်ဆိုတော့ရှေ့တစ်ပတ်ကကျတော့ခနန်းတွေကတော့ပောက်ရက်ထွက်ပြန် break တွေကတော့အဲ့လောက်ကြီးမဖြစ်ခဲ့ဘူးပေါ့နော်ဆိုတော့ဒီ2နဲ့9နဲ့နှလုံးမနှက်ဖြန်မှာဆင်းมาလားမဆင်းဘူးတော့ပေါ့နော်1 2 9ဒါတွေကလည်းပျောက်နေတဲ့ခနန်းတွေဆိုတော့အဲ့ဒီမှာ2နဲ့9နဲ့ရှိတယ်2နဲ့9နဲ့ကျန်နေဆိုတော့အဲ့ကောင်ကဆင်းมาလားမဆင်းဘူးလားဆိုတဲ့ကိစ္စတော့စဉ်းစားစရာပဲဆိုတဲ့အချိန်မှာကျွန်တော်ကနောက်ထပ်ကျွန်တော်ဗာထပ်ပြချင်တယ်ဆိုတော့ကျွန်တော်ပတ်သီး formula ပေါ့နော်ပတ်သီး formula ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကအမြဲတမ်းလို့ပေါ့နော်သူကဟူးမကျော်ထွက်တဲ့အမျိုးပေါ့နော်ဟူးမကျော်ထွက်တဲ့အမျိုးဟူးမကျော်ထွက်တဲ့အမျိုးမှာဒီမှာကထူးထူးခြားခြားဘာသွားဖြစ်နေလဲဆိုတော့ဒီနှစ်ကဒီမှာဟူးမကျော်တော်တော်ကောင်းတဲ့ formula ပေါ့နော်အဲ့ formula ရဲ့နှလုံးကတိုက်ဆိုင်နေပြီးတော့မှအဲ့နှစ်ကထွက်မလာသေးဘူးเนาะဆိုတော့ဒီမှာ formula က2ခုရှိတယ်ဟိုမှာ formula ကတစ်ခုရှိတယ်3ခုလုံးပြတ်မှာလားမပြတ်ဘူးလားဆိုတဲ့ကိစ္စပြီးရင်ဒီ6ကလည်းဒီမှာတစ်ခုဟိုမှာတစ်ခုဆိုတော့ formula က2ခု formula 2ခုအထောက်နဲ့ formula 3ခုအထောက်နဲ့เนาะအဲ့ဒီခါကျတော့မနှက်ပြန်အတွက်ကတော့ဘာပဲပြောကျွန်တော်တို့ကတမိုင်းပေးတာဝန်ရဒီနှစ်တစ်လုံးကိုကိုင်းရမယ်6တစ်လုံးကိုရန်ရမယ်မနှက်ခင်းမှာ2ထွက်ညနေခင်းမှာ9ညနေခင်းမှာ2ထွက်မနှက်ခင်းမှာ9 2 9ဆိုပြီးထွက်သွားရင်တော့လည်းမသိဘူးဒါပေမဲ့ဒီ2နဲ့9နဲ့ကိုဘာနဲ့တွဲထိုးရမလဲဆိုတော့ကျွန်တော်တို့က2နဲ့9နဲ့ကbreak နဲ့တွဲထွက်ရင်ပေါ့ဗျာเนาะ break နဲ့တွဲထွက်ရင်ပေါ့ break နဲ့တွဲထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်က2နဲ့9နဲ့ကိုဒီမှာ3 break 3 break တွေနဲ့ခိုင်းပြီးထိုးရမယ်ပေါ့เนาะဆိုတော့အကယ်၍မှမနက်ခင်းမှာအဲ့လိုမျိုးသူက break နဲ့တွဲမထွက်ခဲ့ဘူးဆိုလို့ရှိရင်ညနေခင်းမှာကျွန်တော်တို့ကဒီ3 break ကိုအဲ့2 9ရဲ့ကျန်တဲ့အလုံးနဲ့ကတ်လိုက်ပေါ့เนาะကျန်တဲ့အလုံးနဲ့ကတ်လိုက်လို့ရှိရင်ဒါကျွန်တော်ညနေခင်းမှာပောက်ကွက်ဖြစ်မယ်မနက်ခင်းမှာလေဒါတော့ကိုယ့်ကိုအဆင်ပြေသလိုသုံးပါဗျာเนาะဆိုတော့မနေ့ပြန်တရက်ပဲကျွန်တော်လည်းညွန်နေကြမယ်လေထင်လို့ပေါ့နော်ကျွန်တော်လည်းအလုပ်တွေနည်းနည်းရှုပ်နေတာနဲ့တိတ်မရှာပြဘူးပေါ့နော်မရှာပြတဲ့အတွက်ကြောင့်အများကြီးတော့မပြောနိုင်ဘူးဒါပေမဲ့လေဒီမှာကျန်တဲ့အဲ့ခဏနှလုံးကစိတ်ဝင်စားဖို့ကောင်းနေတယ်ပေါ့နော်ကျွန်တော်ရဲ့ formula တွေအရာဆိုလို့ကျွန်တော်တို့ကထွက်ပေးရမှာဒီ2နဲ့9နဲ့ပြီးရင်3 break အတွဲပေါ့နော်ဆိုတော့ကျွန်တော်တို့ကမနက်ခင်းကိုစောင့်လိုက်မယ်မနက်ခင်းမှာဒီကနေ့နှလုံးလုံးထွက်သွားရင်တော့မသိဘူးเนาะမနက်ခင်းမှာဒီတွေကတစ်လုံးပဲထွက်တယ်ဆိုလို့ရှိရင်ညနေခင်းမှာအဲ့ကျန်တဲ့တစ်လုံးကိုပြီးရင် break ပေါ့နော် break ကလည်းမနက်ခင်းမှာမထွက်ဘူးဆိုလို့ရှိရင်ညနေခင်းမှာအဲ့ break ကိုကင်လိုက်ပေါ့နော်ဆိုတော့3 break အတွဲနဲ့2ကိုပတ်တီနှလုံးပေါ့နော်ဆိုတော့အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ဒီကတ်ဒီကပေါ့နော်အခုကကျွန်တော်တခြားဟာတွေတိတ်မထုတ်ဘူးပေါ့နော်ဒီဟာလေး2ခုပဲထုတ်တယ်ဒီဟာလေး2ခုကလည်းကျွန်တော်အမြဲတမ်းပြောတယ်ပေါ့နော်
ဆိုတော့ဒီပတ်သီးကဒီမှာ10လုံးဖြစ်နိုင်တယ်ဒါပေမဲ့ကနန်း10လုံးကထက်တယ်ပေါ့နော်အခုဒီမှာဆိုကျွန်တော်3နေထက်တယ်53နေဒီ4ထက်တယ်5ထက်တယ်ပေါ့နော်ဆိုတော့ထက်တဲ့4နဲ့5နဲ့ထွက်သွားပြီပြီးကြလို့ရှိရင်ဒီမှာ3ညထွက်သွားပြီ6ထွက်သွားပြီကျွန်တော်ပြောပါတော့ဒီကောင်က10လုံးထိလည်းဖြစ်နိုင်တယ် maybe တစ်လုံးထဲလေးဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့တစ်လုံးထဲဖြစ်ဖို့ဆိုတဲ့ chance ကတော့နည်းပါတယ်ဆိုတော့ဒီမှာ10လုံးထိလည်းဖြစ်နိုင်တယ်ဒါပေမဲ့လေအခုဒီမှာဆို10လုံးမဖြစ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့က3ည2 6 4 5ပေါ့နော်ဆိုတော့5လုံးပဲထွက်တယ်ဆိုတော့အဲ့5လုံးကလည်းထွက်ကမှာပေါ့နော်ဒါကောင်ကရှေ့က2ပတ်3ပတ်လောက်ရှိပြီထင်တယ်ကျွန်တော်ဒီဇာတ်ကိုပြထားတာပေါ့နော်အများနဲ့ထွက်တယ်ပေါ့နော်ဒီ break တစ်လုံးထဲကတော့တိတ်အားမကိုးပါဘူးပေါ့နော်ဒါပေမဲ့ break တစ်လုံးထဲကလည်းဒီမှာအခုဆိုကျွန်တော်တို့break ကဟိုဖြစ်နေပြီပေါ့နော်နှလုံးပဲကျန်တော့တယ်ပေါ့နော်နှလုံးပဲကျန်တော့တဲ့အနေထားမှာလေဒါကျွန်တော်မိတ်ဆွေအနေနဲ့အဆင်ပြေတယ်လို့ပေါ့ဗျာနော်ကြည့်ပြီးတော့ကစားလို့ရပါတယ်များသောအားဖြင့်ပေါ့နော်ဒီလို break ကတော့ဒီတစ်လုံးသေးတွေကတော့အစုံလိုက်အဲ့လိုအကုန်ထွက်တယ်ဆိုတော့နည်းနည်းတော့ရှားတယ်ပေါ့နော်ဆိုတော့ဒီလုံးသေးတော့တိတ်အားမကုန်နဲ့ဒီနှလုံးသွဲကတော့ကျွန်တော်ထင်တယ်ဒီ3ည3က maybe ထွက်ကောင်းတော့ထွက်နိုင်သေးတယ်ပေါ့နော်ဒါပေမဲ့လေဒါကတော့အချိန်ကြီးကြည့်ပြီးကစားပေါ့နော်ဆိုတော့မနေ့ဖြန်မှာကျွန်တော်မိတ်ဆွေအနေနဲ့အဲ့ဒီ2-9ရေပြီးကြလို့ရှိရင်ဒီ3ည3 break အတွဲရေပေါ့နော်အဲ့ဒါလေးနဲ့အမြဲယူနိုင်ကြစီဖို့အတွက်ကျွန်တော်ကလာပြီးဝေမျှခြင်းဖြစ်ပါတယ်ဆိုတော့နောက်တစ်ပတ်ကတော့ကျွန်တော်တို့ရအောင်မယ်ဒီ formula အတိုင်းပဲရအောင်မယ်ဒါပေမဲ့ပိတ်ရရှိနေတဲ့အခါကျတော့ကျွန်တော်တို့ဒီဟာကိုတိတ်ပြီးတော့သုံးလို့တော့မကောင်းဘူးเนาะပိတ်ရရှိတဲ့ပွဲတွေမှာဆိုလို့ရှိရင် formula ကပြတ်တတ်တယ်အထူးသဖြင့်2ရက်တောင်ပိတ်တဲ့အတွက်ကြောင့်ချင်းချင်းကြီးကစားချစီခြင်းနဲ့ပြီးအဲ့2ရက်ပိတ်ပြီးပြန်ဖွင့်တဲ့အပတ်ကလည်းကျွန်တော်တို့မရသေးဘူးပေါ့နော်ဆိုတော့ formula တော့ထွက်လာမှာပဲဒါပေမဲ့လည်းအရင်ယုံစားလို့မရဘူးပေါ့နော်ဆိုတော့အဲ့နှစ်ပတ်ပိတ်ပြီးတဲ့တစ်ပတ်ကျော်ကစပြီးတော့ဒီကောင်းတွေကိုကျွန်တော်တို့နော်အတိုင်းအတာတစ်ခုထိပြန်သုံးလို့ရမယ့်အနေအထားရောက်လာမှာဖြစ်ပါတယ်ဆိုတော့အဲ့ရှစ်ပွဲဆက်ကိုကြော်ပြီးသွားလို့ရှိရင်တော့ဒီကက်ဒီကနော်ဒီ formula တွေကဘယ်လောက်ထိအသုံးဝင်နေဘယ်လောက်ထိကျွန်တော်ယုံကြည်စိတ်ချလို့ရတယ်ဆိုတော့အကဲဖြတ်မှတ်တမ်းတစ်ခုတော့ထွက်လာမှာပေါ့ဗျာနော်ဆိုတော့အဲ့နောက်ပွဲတွေကြတော့မှကျွန်တော်တို့ဒီဟာတွေကိုဆက်ပြီးတော့နော်ဘယ်လိုဆက်ပြီးတော့လောက်ကြမလဲဆိုတာကိုဘယ်လောက်ထိစိတ်ချပြီးကစားလို့ရမလဲဆိုတာကိုဆုံးဖြတ်ကြမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲမနေ့ကမှာနှစ်ကိုပတ်တီးရေ3ည3 break ရေကန်ပြီးလို့ရကြပါစေငွေတွေဝေးလို့စိတ်ပျော်ရွှင်ကြပါစေခင်ဗျ